အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘာလို့မလဲဆိုတော့နောက်မှထုတ်ပြီးမြင်ပါတယ်မဖြစ်ကြရင်အိမ်ပြောင်းပါမယ်ဘာလို့လဲဆိုတော့ဒီအိမ်မှာကနေလို့မရဘူးကွာအဲ့တော့ရှင်းမပြေတော့ဘူးเนาะခန်းပေါ်ကြီးလည်းမရှိဘူးတအိမ်လုံးမှာတယောက်တည်းဆိုတော့အဲ့တော့တယောက်တည်းပဲနေလို့ရတဲ့နေရာကိုပြောင်းပါတော့မယ်ဆိုတော့မဖြစ်ကြရင်ဒီလာခေါ်မယ်လို့ပြောရပေါ့เนาะမဖြစ်ကြရင်အိမ်ပြောင်းဖို့အတွက်အဲ့တော့အခုကတော့ပစ္စည်းတွေအကုန်လုံးကိုမှပါအကုန်လုံးထားပြီးပါပြီခုကတော့မုံစားနေရပါမနေ့ခင်းညရင်လည်းထည့်စရာရှိရထဲမယ်ရေချိုးပါညာလုပ်ရင်လည်းလုပ်မယ်ဒါမှမချိုးပဲနဲ့ရေချိုးကန်တုံးပစ္စည်းတွေပါညာအကုန်လုံးထည့်ပြီးပါပြီဆိုတာနဲ့ပြန်ပြီးဗီဒီယိုရေးပြပါမယ်ဆိုတော့မနေ့ပြန်ကြရင်လည်းရောက်သွားတဲ့နေရာလေးကိုပြန်ပြီးတော့ဗီဒီယိုလေးထပ်လုပ်ပေးပါမယ်ကျောင်းထဲကတော့ပုံနီးသွားတယ်ဒီဟာနဲ့ဆိုရင်ကျောင်းထဲကနည်းနည်းဝေးသေးတယ်ကွာအခုထပ်ပြီးတော့ပြောင်းသွားတဲ့နေရာကျတော့ကျောင်းထဲပုံနီးသွားတယ်တော်တော်လေးအဆင်ပြေပါတယ်တယောက်စားအတွက်ပေါ့အဲ့တော့အဲ့နေရာလေးကိုလည်းလိုက်ပြပါမယ်ထပ်ပြီးတော့အန်ဆိုနဲ့တူတူလိုက်ကြည့်ပါအောင်လို့ပြောချင်ပါတယ်ဆိုတော့နောက်ပြန်ကြရင်ထပ်ပြီးတော့တွေ့ပါမယ်ခုတော့ good night bye ခုဆိုရင်ဘာပြီးသွားပြီလဲဆိုတော့ဒီမှာအဲ့ရခင်းပြီးသွားပြီဆိုတော့အဲ့ရခင်းပြီးသွားပြီဆိုတော့ဘာလုပ်ရမလဲဆိုတော့ဒီဆောင်ကြီးကိုဖောက်ဒီမှာလုံးဝအေးတယ်အဲ့တော့ဆောင်ဖောက်ဆောင်ဖောက်ပြီးနောက်နေ့ကျရင်ဆောင်ဆွတ်တဲ့အဆွတ်လေးတော့တောက်ခွဲမှရဟိုဆောင်နေပေးသွားတယ်မင်းမျိုးဖြူရောင်ကြီးဆိုအဖြူရောင်ဖြစ်တဲ့အတွက်ဝယ်မအောင်ရမှာမဝယ်လို့မရဘူးပြမယ်ဖြူဖွေးဥနေရောပဲနွေးနေရအဲ့တော့နောက်တစ်ခါရှုပ်နေရတော့တိခံပေးပါအခုမှအကုန်လုံးအစအနေပြန်လုပ်နေရတော့နည်းနည်းဆိုတော့ဒီလုပ်လိုက်ပါနော် sorry yes arrive အိမ်တက်မှရောက်ပါပြီခုတော့ရှင်းလုံးလင်းလုံးပြီးသေးပါဘူးဘာလို့လဲဆိုအဝတ်တွေကတော်တော်များတယ်အိတ်တွေရောပြန်ပြီးတော့လှုပ်ထားပါတယ်အဲ့တော့မနေ့ပြန်ကြာရင်တော့ဆန်ရည်စားနေစီရရရှိတယ်အဲ့တော့တခြားဘိန်တို့အဆုတ်ခေတို့အမှတော်ပြီးဝေးပါမယ်ဆိုတော့တော်တော့ရှင်းလိုက်ရတယ်ပေါ့တော့ပစ္စည်းတွေတော်တော်ထည့်လိုက်ရတယ်ကျောင်းပြန်ရောက်ကြတဲ့မနာရသေးဘူး yeah မိုက်လာဆိုရင်တော့မိုက်ပါတယ်မဆိုးပါဘူးဒါတွေအကုန်လုံးအေးရလဲအတင်မှုရလဲတစ်ဆိုတော့အကုန်လုံးကအတစ်မိုက်တယ်နည်းနည်းပါတန်ရှင်းပါညာလုပ်ပြီးသွားရင်တော့ဆင်ပြေသွားပါပြီအဲ့လိုရပါပြီအကျဉ်းဒါပေမဲ့မိသွားတာ wifi password တောင်းဖို့မိသွားတယ် wifi password ကိုခုထိမရသေးဘူးเนาะဆိုတော့နောက်ပြန်လောက်မှရမယ်တဲ့ wifi password ကအဲ့တော့ရပြီဆိုတာနဲ့စာလေးလာလို့ရပါပြီနင်းညာတော့မလေးလာတော့ပါဘူးဆိုတော့ဒီနေ့ vlog ကတော့ဒီလောက်ပါပဲဆိုတော့ကြည့်ပေးတဲ့သူအကုန်လုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့နောက်ထပ် vlog တွေမှာပြန်ပြီးတော့တွေ့ပါမယ် bye bye မိုက်တော့လို့ဒီတစ်ခုကတော့မဖောက်သေးဘူးလို့စဉ်းစားလိုက်ဘာလို့လဲဆိုတော့နှစ်ဖြစ်ကြရင်ဆန်ရည်နွားနုရည်တော့ဝယ်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဖိတ်ဆိုင်ခဏနေလေခဏဆိုင်တော့ကြည့်ကြည့်ဦးမယ်ဘာဆိုင်နေရှိသေးလဲဒါတော့မဖောက်တော့ဒီနေ့ညတော့ဒီတိုင်းပဲအိတ်လိုက်တော့မယ်ပြီးရင်အနွေးရဝိတ်အိတ်ဆိုတော့ yes ဒီနေ့ vlog ကတော့ဒီလောက်ပါပဲဆိုတော့ကြည့်ပေးကြတဲ့သူတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ဆိုတော့တွေ့ဒီမှာအိမ်ပြောင်းရတာလွယ်လားဆိုတော့လွယ်တော့မလွယ်ဘူးပေါ့နော်အိမ်နေရှာရတယ် deposit တွေပေးရတယ်နေခဲ့တဲ့အိမ်ရဲ့ deposit fees တော့ပြန်မရသေးဘူးပြီးတော့ခုဒီကနေတဲ့ဟာလည်းပတ်စံမရှင်းရသေးဘူးဒါပေမဲ့ဘယ်လိုတွေဖြစ်အောင်မလဲဆိုတော့မပြောတတ်ဘူးပေါ့နော်ထပ်ပြီးတော့ပြောင်းပြအောင်မလားဒါမှမဟုတ်ဒီမှာပဲလက်နှစ်လုံးနေဖြစ်မလားတော့ဒီပေါ့နော်ဆိုတော့ yes ပြပါပါပြီဆိုတော့နောက်နေ့မှာ နောက် vlog တွေဘယ်လိုတွေလာမလဲဘယ်လိုတွေဖြစ်အောင်မလဲဆိုတာချက်ပြန်ကြည့်ပေးပါဦးကျေးဇူးတင်ပါတယ် good night ပါတတာနောက် vlog မှာပြန်တွေ့ပါမယ်